တစ်ချိန်ကြလို့ရှိရင်အတုံးအလှဲ့ဆိုတာပြန်လာပြုသူအသစ်ဖြစ်သူအဟောင်းအတုံးလှဲ့ဆိုတာအခုကိုကလှုပ်တယ်လို့ဆိုလို့ရှိရင်ကိုကလှုပ်နေတာအသစ်ပဲအလှုပ်ခံရတဲ့အကောင်ကတစ်ချိန်တုန်းကကိုလှုပ်ခဲ့တာခံရတယ်လို့သူတို့ဆိုနောက်တစ်ချိန်ကြလို့ရှိရင်ကိုကအလှုပ်ခံရတဲ့ကိုကမျိုးရောက်သွားနိုင်တယ်ဆက်နွားတွေတတ်တဲ့စိတ်တွေတတ်တဲ့အသက်ခံရတဲ့နွားနဲ့စိတ်ကကျေးဇူးတင်နေမှာမဟုတ်ဘူးပြုံးနဲ့ကြောက်ပြီးတော့ဘာမှမပြောဘဲနေမှာမဟုတ်ဘူးသူတို့ရင်နဲ့နှလုံးထဲမှာမကြေနိုင်တဲ့အခဲမကြေတဲ့စိတ်ဓာတ်တွေဟာမသေးခင်မှာထားရှိသွားမှာပဲဖြစ်တယ်